တကြမ်းမာကမဲ့အမေများဖွဲ့မှာဒေါ်ဆန်းဆန်းဝင်းကိုရှောင်းလို့တော့လက်မခံတဲ့အကြောင်းရင်းကိုပြောလာတဲ့ဒေါ်နွဲ့နွဲ့ဆန်းအမေရိကမှာ9 နှစ်ကြိုးစားပြီးညီမလေးအိမ်ဝင်နိုင်ခဲ့လို့ကြိုးကြာကုန်ယူနေချိန်တစ်ဖက်မှာတော့စမိုင်းရဲ့ဒေါ်လာ16တန်းတဲ့အင်ဂျီလေးလံတင်ခံရမြန်မာနိုင်ငံမှာအောင်မြင်ဆုံးဇမင်သားမို့ထိုင်းမှာပါဇက်ကပြခွင့်ရကလက်မှတ်ရောက်မလောက်ဖြစ်နေတဲ့အောင်စပူတကူတော်ခွေထုတ်ခံနေထိဖြစ်ခဲ့ပေမယ့်မထွက်ပြစ်လိုက်တဲ့အင်ဒရာကျော်စင်ရဲ့လူတွေမသိသေးတဲ့ဂီတအိမ်မက်မြူနစ်မိတ်ကာရိုက်တာနဲ့ပရိသတ်ကိုရတာတစ်ပေးဖို့စူးစမ်းနေတဲ့အကယ်ဒမီရတနာဘုံမန္တလေးမဟာကဏ္ဍယုံကျောင်းတိုင်းမှာတိတ်ခါတဲ့ရဟန်းကန်အလူတော်ကြီးပြုလုပ်ခဲ့တဲ့မေတ္တာဆွမူလာတဲ့ကျောင်းပြီးမြောက်ပြီးနိုင်ငံတကာတိမှတ်ပြုပွဲကိုစုခုလိုက်တဲ့စနီမြက်လွေရဲ့သမီးလေးထရက်ရှာတမလုံကရောင်မရဲ့အမွာကလေးတွေကိုကိုသားသမီးရှင်လို့စောင့်ရှောက်နေလို့မြစ်တောင်ရွှေမလေးဖြစ်နာမည်ကြီးနေတဲ့မတ်ချိုသိန်းလေလံတဲ့တန်းတဲ့နေချိန်သူမရဲ့ခွေးကိုဂူချီခွန်းနဲ့ရေးတိုက်တဲ့ post တင်လာတဲ့ smile တကြမ်းမာကမဲ့အမေများဖွဲ့မှာဒေါ်ဆန်းဆန်းဝင်းကိုရှောင်းလို့တော့လက်မခံတဲ့အကြောင်းရင်းကိုပြောလာတဲ့ဒေါ်နွဲ့နွဲ့ဆန်းအမေများဖွဲ့မှာနဲ့သူတွေကိုရှောင်းလို့တော့မထည့်ကြောင်းတည်ပြောလာတာကဝိုင်းရင်တရုတ်ဆောင်မင်းသမီးကြီးဒေါ်နွဲ့နွဲ့ဆန်းပါဒေါ်နွဲ့နွဲ့ဆန်းဟာအမေများဖွဲ့ရဲ့ဥက္ကဋ္ဌအဖြစ်လုပ်နေတာပါအမေများဖွဲ့ဆိုတာကတော့ဝိုင်းရင်ဆက်ဖို့တရုတ်ဆောင်အမေရီစုစည်းကဖွဲ့ထားတာဖြစ်ပြီးတကြံမှာမြန်မာပြည်အနှံ့ကမန်းတပ်တီမှာလိုက်နံဖျော်ပြနေတာပါအခုကမှတော့အမေများဖွဲ့ကောင်းဆောင်ဒေါ်နွဲ့နွဲ့ဆန်းကသူ့အဖွဲ့ထဲမှာအသက်အရွယ်နဲ့မမျှနဲ့နေသူတွေပြောစကားနားမထောင်နေသူကိုရှောင်းလို့တော့မထည့်ဘူးလို့ဆိုလာတာဖြစ်ပါတယ်။ဒေါ်နွဲ့နွဲ့ဆန်းဒီလိုပြောတာဟာဒေါ်ဆန်းဆန်းဝင်းနဲ့ဒေါ်ကုန်းပုံကြီးကိုတည်ပြောတာဖြစ်မယ်လို့ထင်ကြီးပေးနေကြပါတယ်။ဘာလို့လဲဆိုတော့ဒေါ်ဆန်းဆန်းဝင်းနဲ့ဒေါ်ကုန်းပုံကြီးတို့ဟာနာမည်ကြီးဓာတ်ပုံဆရာတယောက်နဲ့အတူအရွယ်လန်းလေးနဲ့ဓာတ်ပုံရိုက်ထားတာပါ။ဒါကိုလေဒေါ်နွဲ့နွဲ့ဆန်းကသူသာဆိုဒီလိုအသက်အရွယ်နဲ့ဒီလိုဓာတ်ပုံတွေမရိုက်ရဲကြောင်းအင်တာဗျူးမှာဒဲဝေဖန်ထားတာပါ။ဒါ့အပြင်ဒေါ်ဆန်းဆန်းဝင်းရုပ်ရှင်လောကရဲ့ဥက္ကဋ္ဌကိုတော့မီဒီယာအင်တာဗျူးကတဲဆော်ကအမြင်မတော်တာတွေပြောနေသူမို့ဒေါ်နွဲ့နွဲ့ဆန်းကသူ့ရဲ့အမေများကဖွဲ့ကိုရှောင်းလို့တော့မထည့်တာဖြစ်နိုင်ကြောင်းပြောနေကြပါတယ်။အမေရိကမှာ9 နှစ်ကြိုးစားပြီးညီမလေးအိမ်ဝင်နိုင်ခဲ့လို့ကြိုးကြာကုန်ယူနေချိန်တစ်ဖက်မှာတော့စမိုင်းရဲ့ဒေါ်လာ16တန်းတဲ့အင်ဂျီလေးလံတင်ခံရလက်ရှိမှာလူမှုကွန်ရက်ပေါ်မှာအမှုပညာရှင်တစ်ဖက်ရဲ့သတင်းတစ်ခုကအတော်လေးစိတ်ဝင်စားမှုရနေပါတယ်။တစ်ဖက်မှာတော့အဆိုတော်ကျိုးချာကအမေရိကမှာနှစ်ပေါင်းများစွာစူးစမ်းခဲ့တဲ့ညီမလေးအတွက်ဂုဏ်ယူဝမ်းသာနေတဲ့သတင်းဖြစ်ပြီးတစ်ဖက်မှာတော့စမိုင်းရဲ့ဒေါ်လာတန်းပေါင်းများစွာတဲ့အင်ဂျီလေးလံတင်ခံရနိုင်တဲ့အခြေအနေဆိုတဲ့သတင်းကလည်းလူပြောများနေပါတယ်။ကျိုးချာအမေရိကမှာ9 နှစ်ခန့်အခြေချနေထိုင်ပြီးစူးစမ်းလုပ်ကိုင်လာတဲ့အငယ်ဆုံးညီမဖြစ်သူချစ်အင်ဒရီတန်ကိုပိုင်အိမ်ဝယ်နိုင်ခဲ့တဲ့အတွက်အရန်ကုန်ယူနေကြောင်းလူမှုကွန်ရက်ပေါ်မှာမျှဝေခဲ့ပါတယ်။ကျိုးချာတို့ညီမ3 ယောက်ထဲမှာအမကြီးစင်တီနဲ့ကျိုးချာကမြန်မာနိုင်ငံမှာနေထိုင်ကြပြီးအငယ်ဆုံးညီမလေးကတော့အမေရိကန်နိုင်ငံမှာဓာတုအင်ဂျင်နီယာဘွဲ့ရပြီးအဲဒီမှာပဲအလုပ်လုပ်ကဘဝတည်ဆောက်နေသူဖြစ်ပါတယ်။နှစ်ပေါင်း9 နှစ်ကြာကြိုးစားပြီးနောက်ကိုပိုင်လေးတစ်လုံးဝယ်နိုင်ခဲ့တာကြောင့်ညီမလေးက To My First Home ဆိုတဲ့စာသားနဲ့အိမ်တော့ကိုကင်ထားတဲ့ပုံကိုမျှဝေခဲ့ပြီးအဲ့ဒီပုံကိုမြင်တဲ့ကျိုးချာကလည်းညီမလေးရဲ့ကြိုးစားမှုပုံဂုဏ်ယူဝမ်းသာနေကြောင်းပြောဆိုခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲလူမှုကွန်ရက်ပေါ်မှာပြောဆိုနေကြတဲ့နောက်ထပ်သတင်းတစ်ခုကတော့အမေရိကန်နိုင်ငံကယ်လီဖိုးနီးယားပြည်နယ် Hidden Hills ဒေသမှာရှိတဲ့ Smile ရဲ့ဒေါ်လာ16တန်းနဲ့အင်ဂျီဖြစ်ပါတယ်။အဲ့ဒီအင်ဂျီဟာဘန်ဘက်ကကြွေးကြံကိစ္စတွေကြောင့် foreclosure process တွေဝင်သွားပြီးလေလံတင်ရနိုင်တဲ့အခြေအနေရှိနေတဲ့ဆိုတဲ့သတင်းတွေပြန့်နှံ့လာခဲ့တာပါ။ဒါကြောင့်လူမှုကွန်ရက်အသုံးပြုသူတွေကလည်းဒီသတင်းတစ်ခုကိုနှိုင်းယှဉ်ပြောဆိုနေကြပြီးတစ်ဖက်မှာတော့နှစ်ပေါင်းများစွာစူးစမ်းပြီးကိုယ်ပိုင်ဝင်နိုင်ခဲ့တဲ့အောင်မြင်မှုတစ်ခုဖြစ်နေသလိုတစ်ဖက်မှာတော့ကြွေးကိစ္စတွေကြောင့်ပြဿနာတွေကြုံတွေ့လာရတဲ့အခြေအနေတစ်ခုဖြစ်နေတယ်လို့အမြင်မျိုးစုံနဲ့ဝေဖန်ပြောဆိုနေကြတာဖြစ်ပါတယ်။မြန်မာနိုင်ငံမှာအောင်မြင်ဆုံးဇမင်သားမို့ထိုင်းမှာပါဇက်ကပြခွင့်ရကလက်မှတ်ရောက်မလောက်ဖြစ်နေတဲ့အောင်စပူအခုလက်ရှိမြမဆက်တဲ့ပင်လောကမှာဝိုင်းရင်မင်းသားကြီးဖိုးချစ်ကိုတောင်ကြော်လွန်ပြီးနေရာယူထားတဲ့အဟော်ဆုံးမင်းသားလေးဆိုရင်အောင်စပူကိုပဲပြရမှာပါအဆိုရောကပါပြိုင်ဘက်ကင်းတဲ့အောင်စပူဟာအမျိုးသမီးပရိသတ်တွေရဲ့အသေးဆွဲဖြစ်နေသလိုဇက်ကုံပေါ်ကနေရုပ်ရှင်ကားကြီးတွေနဲ့နာမည်ကြီး brand ကြော်ညာတွေအထိပါထိုးပေါက်လာနိုင်တဲ့ရှာပအောင်မြင်မှုကိုပိုင်ဆိုင်ထားသူပါဒီလိုပြည်တွင်းမှာအောင်မြင်မှုထွတ်ထိပ်ရောက်နေတဲ့မင်းသားလေးဟာလာမယ့်တကြံကာလဧပြီလ23ရက်နေ့ကနေ15ရက်နေ့အထိထိုင်းနိုင်ငံကန်ချနပူရီမြို့မှာ3 ညတိုင်တွားရောက်ကပြဖျော်ပြတော့မှာဖြစ်ပါတယ်။ဒီသတင်းကြောင့်ထိုင်းရောက်မြန်မာရွှေပြောင်းလုပ်သမားတွေအထူးသဖြင့်မဟာချိုင်ကပြည်သက်တွေဟာအခုကတည်းက Express ကားတွေစင်းလုံးငါပြီးတွားကြည့်ဖို့ကြီးကျယ်ပြင်ဆင်နေကြပါပြီ။အခုဆိုရင်တွားကြည့်မဲ့သူများလို့ကား6 စီးစာလောက်တောင်လူပြည့်နေပြီလို့ဥဆောင်သူတွေကဆိုပါတယ်။
လွန်ခဲ့တဲ့2025ခုနှစ်တုန်းကလည်းကန်ချနပူရီမှာမိုးနှင်းပေါက်အားပေးခဲ့ရတဲ့ပြည်သက်တွေကအခုလိုပိုပြီးနာမည်ကြီးလာတဲ့ချိန်မှာဖြာလက်မှတ်ဝယ်လို့ရပါမလားဆိုပြီးလက်မှတ်မလောက်မှကိုတော့ကြိုတင်စိုးရိမ်နေကြပါတယ်။ပြည်သက်ကြီးတို့ရောပိုးချစ်ကိုကြော်ပြီးပြပအထိပါအရှိန်ဟုန်ပြင်းပြင်းနဲ့ထိုးပေါက်လာတဲ့အောင်စပူရဲ့အောင်မြင်မှုပေါ်ဘလို့မြင်မိကြလဲဆိုတော့ပြောသွားကြပါအောင်ရှင်။တကူတော်ခွေထုတ်ခန့်နေထိဖြစ်ခဲ့ပေမဲ့မထွက်ပြစ်လိုက်တဲ့အင်ဒရာကျော်စင်ရဲ့လူတွေမတီးသေးတဲ့ဂီတအိမ်မက်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။မြမရုပ်ရှင်လောကမှာထိတ်တန့်မင်းသမီးတူဖြစ်လူသိများတဲ့အင်ဒရာကျော်စင်ဟာတကယ်တော့အစောပိုင်းကာလတွေမှာဂီတာလောကကိုဝင်ရောက်ဖို့အိမ်မက်ရှိခဲ့သူတယောက်လည်းဖြစ်ပါတယ်။1998ခုနှစ်ဝန်းကျင်ကာလမှာအင်ဒရာကျော်စင်ဟာအစိုးရကြီးဇုံဝင်းထွပါဝင်ကျင်းပခဲ့တဲ့အဆိုပြိုင်ပွဲတစ်ခုမှာပါဝင်ရွေးချယ်ခံခဲ့ရမှုတယ်လို့သိရပါတယ်။နောက်ပိုင်းမှာကြော်ညာရီရုပ်တံဇာတ်လမ်းနဲ့ဗီဒီယိုဇာတ်ကားတွေမှာလူသိများလာတဲ့အချိန်ကလေးကတကူတော်တချင်းခွေထုတ်ဖို့စီစဉ်ရှိခဲ့ကြောင်းကိုစာနယ်ဇင်းတွေကိုပြောခဲ့ပူပါတယ်။တချင်းခွေထုတ်ဖို့စီစဉ်ထားကြောင်းကိုအခွေစာမျက်နှာကြော်ညာတွေတချင်းစာအုပ်တွေထဲမှာကြော်ညာထားခဲ့တာတွေရှိခဲ့ပါတယ်။ဒါပေမဲ့အားလုံးစီစဉ်ထားခဲ့သလိုတကူတော်ခွေကတော့နောက်ဆုံးမှမထွက်ပြလိုက်ပါဘူး။ဘာကြောင့်မထွက်ပြခဲ့တာလဲဆိုတာကိုတော့အတိအကျမသိခဲ့ရပါဘူး။အထူးသဖြင့်အင်ဒရာကျော်စင်ဟာတချင်းမဆိုခဲ့သူတော့မဟုတ်ခဲ့ပါဘူး။မိုင်ပေါင်း1500ဆိုတဲ့တချင်းကတော့သူမတီးဆိုခဲ့တဲ့တချင်းတွေမှာပြိသက်ကြလူသိများခဲ့ပါနဲ့။အင်ဒရာကျော်စင်ကတချင်းဆိုတာနေမကပဲဂီတာတီးရင်တချင်းဆိုတတ်သူဖြစ်တယ်လို့စောင်းတီးတာနဲ့တော်သူတယောက်ဖြစ်ပါတယ်။ဒီလိုနဲ့တချင်းကဆိုတော်ဖြစ်ဖို့စတင်ခဲ့တဲ့ဂီတအိမ်မက်ကနောက်ဆုံးမှတော့မထွက်ပြလိုက်ပေမယ့်ကံကြမ္မာသူမကိုမြမရုပ်ရှင်လောကရဲ့ထိတ်တန့်မင်းသမီးတူဖြစ်ပြောင်းလဲပေးလိုက်တာပဲဖြစ်ပါတယ်။တကယ်ဆိုရင်အင်ဒရာကျော်စင်ရဲ့မထွက်ပြစ်လိုက်တဲ့တကူတော်တချင်းခွေကနိုင်ငံခြားထုတ်လုပ်ရေးနဲ့စီစဉ်ခဲ့တာဖြစ်ပြီးဘယ်စီမှာလဲကိုဆိုတဲ့အကျန်းတချင်းကိုတော့ YouTube မှာရှာကြည့်ရင်တွေ့နိုင်ပါတယ်။အဆိုပါတကူတော်ခွေတောင်ပရိသတ်တွေကြားထွက်လာခဲ့မယ်ဆိုရင်ဂီတာလောကမှာလည်းအင်ဒရာကျော်စင်ကအခြားတစ်မျိုးနဲ့တောက်ပနေမလားဆိုတာစိတ်ဝင်စားစရာကောင်းတဲ့မေးခွန်းတစ်ခုပါပဲနော်။မြူနီမိတ်ကာရိုက်တာနဲ့ပရိသတ်ကိုရတာတစ်ပေးဖို့စူးစမ်းနေတဲ့အကယ်ဒမီရတနာဘုံအကယ်ဒမီရတနာဘုံဟာငါကျူးလွန်မိတဲ့ကန်တပါးဟာမဲမဲဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးထဲမှာမြူနစ်မေဆိုတဲ့ကာရိုက်တာနဲ့အကောင်ဆုံးပုံဖော်တည်ယူဆောင်နေပြီဖြစ်ပါတယ်ရှင်။ဝိထုကိုဖတ်ဖူးတဲ့ပရိသတ်တွေကတော့ရတနာဘုံရဲ့ပုံစံလေးကိုမြင်လာနဲ့တင်တကယ်မြူနစ်မေပါပဲလို့မှတ်ချက်ပေးနေကြပြီးဝိထုရဲ့ရတာကိုမပြတ်အောင်တည်ယူဆောင်ပေးဖို့မျှော်လင့်နေကြပါတယ်။ဒါပေမဲ့တစ်ဖက်မှာလည်းအကယ်ဒမီရပြီးကမှသူများလင်ကိုကြိုက်တဲ့ဇက်ရုံမျိုးနဲ့ပွဲထွက်လာတာကြောင့်ပရိသတ်တချို့ကတော့သူမရဲ့ထူးခြားတဲ့တရုပ်ဆောင်ချက်တွေကိုမြင်ကျင်ပေမယ့်ဇလန်းပုံစံသစ်စမ်းတွေကိုလည်းပိုပြီးမျှော်လင့်နေကြပါတယ်။ရတနာဘူဟာဒီဇက်ကောင်အတွက်ပြင်ဆင်ကစားအသေးစိတ်ကူးဆိုင်ပြီးပြင်ဆင်နေတာဖြစ်လို့သူမရဲ့နုပညာရေးချင်းတွေကိုထပ်မံမြင်တွေ့အောင်မှာဖြစ်ပါတယ်။ဇက်ကောင်ကသူများလျင်ကိုကြိုက်ရတဲ့ဇက်ရုံမျိုးဖြစ်နေပေမယ့်ရတနာဘူကတော့သူမရဲ့ပြည်ပြင်းတဲ့တရုပ်ဆောင်မှုတွေနဲ့ပြည်သက်ကိုဆွဲဆောင်သွားဖို့ကြိုးစားနေတာပဲဖြစ်ပါတယ်။အောင်မြင်တဲ့နုပညာရှင်တူပေပေဇယုံမျိုးမျိုးကိုပြည်ပြင်းအောင်သင်းဆောင်နိုင်ဖို့ကြိုးစားနေတဲ့သူမရဲ့မြူနင်းမီကာရိုက်တာဟာရုပ်ရှင်ထွက်လာတဲ့အခါမှာဘလောက်ထိရေပန်းစားလာမလဲဆိုတော့စိတ်ဝင်စားစရာပါပဲရှင်မန္တလေးမဟာကဏ္ဍယုံကျောင်းတိုင်းမှာတိတ်ခါတဲ့ရဟန်းကန်အလူတော်ကြီးပြုလုပ်ခဲ့တဲ့မေတ္တာထားဆွေအားလုံးချစ်တဲ့ဆိုတော်မာလေးမေတ္တာထားဆွေတို့မိသားစုဟာမလ14ရက်နေ့ကမန္တလေးမြို့အမရပူရရှိမဟာကဏ္ဍယုံကျောင်းတိုင်းမှာတိတ်ခါတဲ့ရဟန်းကန်အလူတော်မင်္ဂလာကိုခမ်းနားထေဝါစွာဆင်ရင်ကျင်းပခဲ့ပါရရှင်မေတ္တာထားဆွေဟာတန်ဃာတော်တွေကိုကိုယ်တိုင်ဆွမ်းလောင်းလူရင်းနဲ့ကုသိုလ်ယူခဲ့ရတဲ့အတွက်အင်မတန်ပီတိဖြစ်ရာကြောင်းနဲ့အများကြီးကုသိုလ်ရလို့လည်းကြည်နူးမိကြောင်းရှင်းဖွင့်လာခဲ့ပါတယ်မိသားစုနဲ့အတူစီစီလုံးလုံးနဲ့ပြုလုပ်ခဲ့တဲ့ဒီအလူတော်ကြီးဟာမန္တလေးမြို့ရဲ့အထင်ကရကျောင်းနယ်ကြီးမှာဖြစ်တာကြောင့်လာရောက်ကြသူတွေနဲ့စီကားခဲ့တယ်လို့ခုနှစ်ရက်သားသမီးပရိသတ်တွေကလည်းဝမ်းမြောက်ဝမ်းသာတာတို့ခေါ်ဆိုခဲ့ကြပါရဲ့ရှင်။မေတ္တာထောင်းဆွေဟာငယ်စဉ်ကတည်းကဘာသာရေးနဲ့လှူဒန်းတွေမှာဝါသနာပါသူဖြစ်ပြီးအခုလိုအမှုပညာမှာအောင်မြင်နေတဲ့အချိန်မှာလည်းမိသားစုနဲ့အတူမွန်မြတ်တဲ့ကုသိုလ်တွေကိုစတိုက်ပြုလုပ်နေတာပဲဖြစ်ပါရဲ့ရှင်။အလူပွဲမှာလည်းသူမရဲ့ရိုးရှင်းလာပါတဲ့မြမဆန်ဆန်ပုံရိပ်လေးတွေကပရိသတ်တွေကြားမှာအတော်လေးကိုကြည်နူးစရာဖြစ်ခဲ့ရပါတယ်။ရှေးဟောင်းယဉ်ကျေးမှုတွေထွန်းကားတဲ့မန္တလေးမြေမှာအခုလိုအောင်မြင်တဲ့အလူတော်ကြီးကိုကျင်းပနိုင်ခဲ့တဲ့အတွက်မေတ္တာထားဆွေတို့မိသားစုအတွက်လည်းဂုဏ်ယူစရာဖြစ်တယ်လို့သူမကိုချစ်တဲ့ပရိသတ်တွေအတွက်လည်းဒါတို့အကြိမ်ကြိမ်ခေါ်စရာသတင်းကောင်းတစ်ခုဖြစ်ခဲ့ပါတယ်ရှင်။မူလာတဲ့ချောင်းပြီးမြောက်ပြီးနိုင်ငံတကာအသိမှတ်ပြုပွဲကိုစုခုလိုက်တဲ့စနီမြက်လွေရဲ့သမီးလေးထရက်ရှာအစောရစနီမြက်လွေရဲ့တူရီတော်ချစ်သမီးလေးထရက်ရှာဟာအခုဆိုရင်မူလာတဲ့ပညာရေးကိုအောင်မြင်စွာသင်ယူပြီးမြောက်ခဲ့ပြီးဖြစ်လို့ကျောင်းကပေးရတဲ့နိုင်ငံတကာအသိမှတ်ပြုဘွဲ့နှင်းတဲ့အခမ်းအနားကိုတက်ရောက်ခဲ့ပါတယ်ရှင်။
ချစ်စရာကောင်းတဲ့ treasure လေးဟာပညာရေးမှလည်းထူးချွန်တက်မြတ်သူဖြစ်ပြီးအခုလိုအောင်မြင်မှုမှတ်တိုင်တစ်ခုကိုစိုက်ထူနိုင်ခဲ့တာဖြစ်လို့မိခင်ဖြစ်သူစန်နီမြင့်လွင်တယောက်ဝမ်းသာပီတိတွေဖြစ်နေရသလိုပရိသတ်တွေကလည်းတော်လိုက်တာသမီးလေးရဲ့ဆိုပြီးဝိုင်းဝန်းချီးကျူးနေကြပါတယ်ရှင်။ပွဲနေ့သဖြင့်ဝစ်စုံလေးနဲ့ treasure လေးရဲ့ပုံရိပ်တွေဟာလူမှုကွန်ရက်ထက်မှရန်ကိုလူကြိုက်များနေပြီးမိခင်ဖြစ်သူရဲ့အမှုပညာအမွေတွေမကားပဲညင်ညံသွေးထက်မြက်မှုကိုပါပိုင်ဆိုင်ထားကြောင်းသက်သေပြလိုက်တာပဲဖြစ်ပါတယ်ရှင်။ treasure လေးဟာငယ်စဉ်ကလေးကပရိသတ်တွေရဲ့ချစ်တော်လေးဖြစ်ခဲ့ပြီးအခုလိုပညာရေးမှာပါထူးချွန်စွာနဲ့အောင်မြင်မှုတွေရရှိလာတာကိုမြင်တွေ့ရတာဟာမိဘတွေအတွက်တော့အလွန်ကုန်ယူစရာကောင်းတဲ့အခိုက်အတန့်လေးပါပဲရှင်။စန်နီမြင့်လွင်ကလည်းသူမရဲ့သမီးလေးခုလိုဘွဲရရှိခဲ့တဲ့ပုံအမတ်တရဓာတ်ပုံလေးနဲ့အတူကြည်နူးစရာကောင်းတဲ့ခန်းစားချက်တွေကိုဝေမျှခဲ့ရမှာတနိုင်ငံလုံးကပရိသတ်တွေကပါဆူတောင်းစကားတွေဝိုင်းဝန်းပြောဆိုခဲ့ကြပါတယ်ရှင်။ရှေ့ဆက်ပြီးတော့လည်း treasure လေးအနေနဲ့ပညာရေးမှာတီးတက်မကထူးချွန်ပြီးမိဘတွေအားကိုးရတဲ့သမီးလိမ္မာလေးတူဖြစ်လာပါစေကြောင်းနဲ့သူမရဲ့တောက်ပတဲ့အနာဂတ်ခီးလန်းကိုလည်းပရိသတ်တွေကရှင်ကုံစွာနဲ့ဆက်လက်အားပေးနေကြပါတယ်ရှင်။တမလုံကရောင်မရဲ့အမွာကလေးတွေကိုကိုသားသမီးရှင်လို့စောင့်ရှောက်နေလို့မြစ်တောင်ရှင်မလေးဖြစ်နာမည်ကြီးနေတဲ့မတ်ချိုသိန်းအခုလိုစီးပွားရေးကြက်တင်းလာတဲ့ခေတ်ကြီးထဲမှာကိုမွေးထားတဲ့သားသမီးရင်းတွေကိုတော့ရှာဖွေမကျွေးမွေးနိုင်တော့လို့ဂေဟာရီလမ်းဘေးဒီမှာစွန့်ပစ်နေကြတဲ့မိဘတွေအများကြီးရှိလာတာကိုစိတ်မကောင်းဖွယ်မြင်တွေ့နေရပါတယ်။ဒီလိုအချိန်မှာမိမိသွေးသားအရင်ချာမဟုတ်ပေမဲ့တမလင်ကိုရောက်သွားပြီဖြစ်တဲ့ရောင်းမဖြစ်သူရဲ့ချစ်စရာအမွာကလေးငယ်တွေကိုမိခင်ရင်တယောက်လိုမြစ်တာငံမခံမိန်စောင့်ရှောက်ပေးနေတဲ့မတ်ချိုသိန်းရင်လုံးရက်ကတော့တကယ့်ကိုနေစားကုန်ယူစရာပါပဲမတ်ချိုသိန်းကိုရိုင်းကအသက်12နှစ်ကလေးကမိဘနဲ့ကြီးပြင်းခဲ့ရသူမို့မိဘမရှိတဲ့ကလေးတွေရဲ့အားငယ်မှုအနေခံရမှုတွေကိုအသေးချာကိုချင်းစာနားလည်ပြီးသားပါဒါကြောင့်စုံပါသွားတဲ့ရောင်းမဖြစ်သူဟာယုံကြည်စိတ်ချစွာအနှံခဲ့တဲ့ဒီမွာဘူးလေးတွေကိုကိုယ့်ရင်သွေးရှင်လိုသဘောထားပြီးမွေးစားခဲ့တာဖြစ်ပါတယ်ကိုရိုင်းကငွေကြေးချမ်းသာတဲ့သူမဟုတ်ပေနောက်တစ်ချိန်ကလေးတွေကြီးလာရင်ပယံလှုပ်ဆင်းပြီးရှာဖွေကျွေးမွေးဖို့ရည်ရွယ်ထားသလိုလက်တလုံးမှာတော့ကလေးတွေငယ်သေးလို့အိမ်မှာပဲအချိန်ပြည့်ပြုစုစောင့်ရှောက်ပေးနေတာပါဒီလိုမြင့်မြတ်တဲ့စိတ်ထားရှိတဲ့မတ်ချိုတဲ့ကိုခင်မုန်းဖြစ်သူကလည်းကန့်ကွက်တာမျိုးလုံးဝမရှိပဲဖခင်တယောက်လိုနားလည်မှုအဖြစ်နဲ့ဝိုင်းဝန်းတာဝန်ယူပေးနေတာတကယ်ကိုကြည်နူးစရာပါပဲလက်တလုံးမှာတော့အလူရှင်တွေရဲ့ကူညီထောက်ပံ့မှုတွေကြောင့်မိခင်တို့မစိုးရရှာတဲ့အမွာလေးတွေရဲ့ကျန်းမာရေးနဲ့စောင့်ဝင်နေရေးအတွက်အတော်လေးဆင်ပြေလာပြီလို့သိရပါတယ်။ပရိသတ်ကြီးတို့ရောခက်ခဲချက်တဲနေတဲ့အချိန်မှာတော့ကလေးလေးတွေကိုမိဘမဲ့ကင်ဟာမရအောင်မြစ်တာပြည့်နဲ့ကာကွယ်ပေးထားတဲ့မတ်ချိုသိန်းရဲ့စိတ်ထားလေးပေါ်ဘယ်လိုမြင်မိကြလဲရှင်။လေးလံသတင်းပြတဲ့နေချိန်သူမရဲ့ခွေးကိုဂူချီခွန်းနဲ့ရေးတိုက်တဲ့ post တင်လာတဲ့ smile ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။လူမှုကွန်ရက်ပေါ်မှာ smile နဲ့ပတ်သက်တဲ့သတင်းတစ်ခုကလူစိတ်ဝင်စားမှုအများဆုံးခံနေရတာပါ။ဒါလည်းတခြားမဟုတ်ပဲအမေရိကမှာရှိတဲ့ဒေါ်လာတန်းချီတန်နေရင်အတွက်ဘန်ဒိုးကိုအချိန်မီမဆက်နိုင်လို့ရောင်းချရန်လေးလံတင်ခံထားရပြီဆိုတဲ့ကောလာဟလပြန့်နှံ့နေကြတာဖြစ်ပါတယ်။ဒီလိုသတင်းတွေထွက်နေတဲ့အချိန်မှာပဲ smile ကသူမရဲ့လူမှုကွန်ရက်မှာ post တစ်ခုတင်ခဲ့တာပါ။အဲ့ဒီ post နဲ့တူသူမအိမ်မွေးခွေးကိုဂူချီခွန်းနဲ့ရေးတိုက်နေတဲ့ပုံကိုလည်းမျှဝေခဲ့တာကြောင့်လူမှုကွန်ရက်ပေါ်မှာပိုပြီးစိတ်ဝင်စားမှုရခဲ့ပါတယ်။သတင်းများအရ Smile တို့မိသားစုဟာအမေရိကန်ကယ်လီဖိုးနီးယားပြည်နယ် Hidden Hills မှာဒေါ်လာ16သန်းနဲ့နေအိမ်တစ်လုံးဝယ်ယူထားတာဖြစ်ပါတယ်။ထို့ပြင်အမေရိကန်အိမ်ချမ်းမြေ website Zillow မှာအဆိုပါနေကိုဒေါ်လာ21သန်းနဲ့ပြန်လည်ရောင်းချရန်တင်ထားတာကိုလည်းတွေ့ရပါတယ်။ဒါကြောင့်လူမှုကွန်ရက်ပေါ်မှာတော့အဆိုပါနေကလေးလံတင်ခံရတာလားသို့မဟုတ်ကိုယ်တိုင်ပြန်ရောင်းချတာလားဆိုတဲ့ဝေဖန်မှုတွေစက်တိုက်ဖြစ်ပေါ်နေစေဖြစ်ပါတယ်။ဒါကြောင့်လည်း Smile ရဲ့ post ကိုကောလာဟလတွေကိုမစိုးရိမ်ဘူးဆိုတဲ့အဓိပ္ပာယ်နဲ့တုံ့ပြန်တာဖြစ်နိုင်တယ်လို့ထင်မြင်ကြပြီးတချို့ကတော့ luxury brand သုံးပြုပြီးပုံတင်တာက message တစ်ခုပို့ချင်တာလားဆိုပြီးမတူညီတဲ့အမြင်တွေကိုမျှဝေနေကြတာဖြစ်ပါတယ်။